ဘာကွန်စိတ်မုံများလိုချင်တဲ့လူများရှိရင်ကျွန်တော်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာကြည့်ပါဘာကွန်စိတ်မုံပါဗျကကြတယ်အဖို့ဝင်းခံကြပါလေမုံလေးရတယ်လေမုံလေးရတယ်မာမဲ့သူများရှိနေကျွန်တော်ဖုန်းကိုဆက်သွယ်ပေးပါရွှေဘူပါခင်ဗျာဘက်ကွန်မို့ကြည့်လုပ်ငန်းမှာကျွန်တော်ဖုန်းနံပါတ်ကတော့992 39 992 933 955နောက်တစ်လုံးက431 535 334ကိုဆက်သွယ်ပေးနိုင်ပါတယ်ခင်ဗျာကျွန်တော်ရွှေဘိုးကပါအထိုင်သေးလေးပေါက်သေးလေးကတော့ကျွန်တော်တို့6000ထိုင်သေးထားရပါတယ်ကားကတော့လူကြီးမင်းတို့ခံရမှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့အထိုင်သေးလေး6000ပါခင်ဗျပစ္စည်းလေးကတော့ကျွန်တော်တို့ကအာမခံပါတယ်အာမခံပြီးရောင်းပေးပါတယ်ခင်ဗျာ